တခါကြီးကိုဖွင့်ပြီးစီးချင်တယ်အဲ့တခါကြီးဖွင့်ပေးပါအဲ့တခါကြီးဖွင့်မယ်လို့ပြောနေလေခဏခဏသူကရင်မလို့ကြောက်လားထားပါနဲ့ကြမယ်ဒေါ်ကြီးအိမ်ပြန်လာလို့မကြားလိုက်လို့အဲ့တခါကြီးဖွင့်ပေးအဲ့ဒီခါကြီးဖွင့်လို့မရဘူးလေတမီးရဲ့တမီးလေကောင်းလေးတိုင်းရှူနေဆိုလို့ရှိရင်တော့ဘေးမှောင်ဖွင့်လိုက်ပေါ့အဲ့တခါကြီးကိုဖွင့်ပြီးစီးချင်တကားဟောင်းဟောင်းနဲ့ပဲဖြစ်ပါမလဲပြီးတော့တောင်တက်လန်းကြီးလေးအားလုံးပြုတ်ကြကုန်မှာပေါ့အနေများပါတယ်သမီးရဲ့တိတ်ဘာမှထပ်မပြောနဲ့ထားသခင်အမိတ်ပေးနေဖွင့်ဆိုဖွင့်လိုက်အနေများလို့ပါသမီးလေးရဲ့ဘာဖြစ်ကြတာတော့ဟိုင်းတို့ထားခိုင်းတာမလုပ်ကြဘူးထားသခင်ခိုင်းတာဘာဖြစ်လို့မလုပ်ကြတော့ကဲဟဲ့ဒါမှယူဟမ်ကဲမင်းညိုထားသခင်ခိုင်းတာညီကလုပ်မပေးဘူးလားငါဘာပဲဖြစ်ထားသခင်ခိုင်းလုပ်ပေးပါလို့မှားထားတယ်မဟုတ်လားလုပ်ပေးလို့မဖြစ်လို့ပါမမကြီးရဲ့ထားသခင်ကဒီဘေးတစ်ခါရုပ်ဖွင့်ပေးဖို့အတင်းပုံသားနေတာမမကြီးရဲ့ဟေးဒါတော့ဘယ်ဖြစ်ပါမလဲမြည်လေးရဲ့ဒီကားကြီးကိုဖွင့်ချလိုက်ရင်ဖွားရောထထရောအားလုံးပြုတ်ကျသွားမှာပေါ့ဟောပြုတ်မကြထထကားလက်ခိုင်ကုန်တခြားကိုင်းနားမှာပေါ့လောက်ပါဘဘရဲ့ထထလေမတ်ထရဲ့ပြီးရှုခင်းနေကိုကြည့်နေလေတိုက်ခံချင်တာဒါတော့အန်နေများပါတယ်မြည်လေးရဲ့တခြားကိုပြောင်းပြီးပူစားပါအေးဒါဆိုလည်းအမိုးဖွင့်လို့ရတဲ့ကားလဲပေးဖို့တည်းပြောပေးအေးပြောပေးမယ်ငါမြည်လေးစိတ်တိုင်းကြဖြစ်အောင်ကိုပြောပေးမယ်နော်မောင်တင်မြည်လေးလေညင်းခံပြီးတော့ရှုခင်းကြည့်အောင် view point ကြရပ်ပေးလိုက်ရင်နော်မင်းကဝရသားပဲကွာပန်းနေရလဲအများကြီးပဲပြလိုက်တဲ့ပတ်စံလောက်ခဲ့လားလောက်ရတယ်ဘာယူပါကျွန်တော်မရောက်တာအစ်စ်တောင်းတော့လောက်ရဟေးဟုတ်လားဒီတော့ပြင်းကြီးကသွေးဆက်တယ်ဘာဖြစ်လာပြန်လဲလမ်းမှာလဲကြပြီးတော့စူးနေနဲ့ညှိသွားတာနည်းနည်းလေးပါဒါနဲ့နေပါဦးဘိုင်းမိုးရဲ့မနေ့ကမျက်ရည်ပြီးသားမဟုတ်ဘူးလားဘာလို့ဒီနေ့ထိုက်ရိတ်နေရလဲဟုတ်တယ်နည်းနည်းပါးပါးညီသွားအောင်လိုက်ပြီးအချောကင်နေတာပါကွာထားသခင်ကသူရောက်လာလို့ရှိရင်ဒီ channel မှာရှိသမျှမြက်ခင်းနေအကုန်လုံးဂရီဘာကော်စောကြီးခင်းသားသလိုအီးဆက်ညံ့ညောဖြစ်နေမှကြိုက်တာသိရလားတော်ကြီးများတာပဲနမေရလဲထားသခင်နဲ့တမျိုးကြီးပဲလူလေးဘာကြီးမို့တတိပေးထားမယ်နော် तू လာလို့ရှိရင် तू ဘာပြောလူလေးခေါင်းငုံခန်းနေသူခိုင်းတာအကုန်လုံးသူနဲ့ဂလန်ကစားမဖြစ်စေနဲ့ဒါဆို तू မဟုတ်တာပြောလဲခေါင်းခံနေရမှာပေါ့အေးပေါ့ကွာသူတို့ကအင်ကြီးရှင်နေမလားသူတို့မကျေနပ်လို့တို့ကိုအလုတ်ဖြုတ်လိုက်ရင်တို့နှစ်ယောက်ဘုံပြောက်သွားပြီဘယ်သွားနေရှာလဲသူတို့ကတနေ့မှတစ်ခေါက်နှစ်ခေါက်လာတာပါသူတို့လာတဲ့အချိန်လေးမှာကိုယ့်ဘက်ကသူတို့ကိုစိတ်ချမ်းသာအောင်ထားမှကျေးဇူးဆရာကြမှာပေါ့ကဲအရင်မို့ကိုတာဘာကူရဟိုးနှင်းစီပန်းမြင်နေတဲ့အပွင့်မရှိတဲ့ပန်းအိုးတွေအားလုံးတတ်ဖယ်ထားပြီးဒီနောက်ကိုပို့လိုက်ဒီမှာအပွင့်ရှိတဲ့ပန်းပင်တွေကိုကြီးပဲထားရမှာကွာဘာကြီးမို့ကလေအနည်းစီပင်တွေကဒီနေ့မပွင့်လဲနောက်နေ့ပွင့်လာမယ်အောင်ဒီတိုင်းပဲထားလိုက်ပါအလားကအလုပ်ရှုပ်မဖြစ်ဘူးမြေရဲ့ထားသခင်ကအပွင့်မရှိတဲ့နှင်းစီပင်ကို तू မမြင်ချင်ဘူးတဲ့ကဲပေါ့ကွာဘာကြီးပြောသလိုပဲလုပ်လိုက်ပါပြီးတော့မင်းယူလာတဲ့ပန်းတွေကိုအိမ်ထဲမှာထိုးပြအောင်မှာမလားကလို့မြန်လို့ဘာဖြစ်လို့ကားတေးလေးထဲမှာလူတွေအများကြီးစုပြုံပြီးတော့စီးနေကြလဲသူကမြည်လေးလုံးမချမ်းသာတော့ကားစုပ်ကပါလူအများကြီးစီးရတာပေါ့ထားဆိုအဲ့လိုပဲတော့မှမစီးဘူးအိုးငါမြည်လေးကတထေးမလေးပဲဘယ်ဒီလိုစီးလို့ဖြစ်ပါတက်လုံးမစီးဘူးဒီဖွားတယောက်တော့နဲ့ထားသခင်စားရင်လေးတယ်ဟ
ဟုတ်ပါဗျာကလေးကသူ့ဘွားရဲ့ပုံစံဝင်ပြီးတော့တော်တော်လေးကိုရိုင်းနေပြီစင်နှန်းခွဲတာလေလေအရွယ်နဲ့ဟိုမလိုက် အဲ့ဒါဒေါ်ထားခင်ကြီးရဲ့စနစ်ပေါ့သူကဆင်းရဲတဲ့ဘဝမျိုးမှာနေလာတော့ဟောပတ်စံလည်းရှိလာရောမန်နေစွတ်တက်ပြီးလူတကာကိုလိုက်နှိမ်နေတာ ဘာတခင်ရဲ့ဖေပို့ပေးလိုက်တဲ့ပတ်စံကိုလေလေကလေးတွေတုံးတာနင်းနေရလူဖဲရိုက်ဖို့ချဲထိုးနှလုံးတွေထိုးဖို့တုံးတာပိုများတယ် အဲ့ဒါကိုထထပြမသိဘူးလား မသိဘူးနဲ့တူပါတယ်တိလေလေအဲ့လောက်ပတ်စံလောက်ကသူ့တော့ဘိုင်းလာပဲသားတခင်ရဲ့ဖေရဲ့နောင်မီးမလေဘောစီဟာ ဟောအဲ့ဒါများထထလေးခေါ်ထားလိုက်ပြီးရော မရလို့ဘောဟာသားတခင်ဖေရဲ့နောင်မီးမလေလုံးဝလက်မခံဘူးတဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ စားတယ်ဘာလို့ထားတော့ ဒီလိုရင်းနေရှိပါတယ်မမကြီး ဘာကြီးလဲ ဟိုကကြားသွားပြီ မကြားတော့ဘူးအမေနဲ့သူ့ဘုံကရည်ချင်းစရာကြီး မလေးရည်ချင်လဲအောင်ထားသူ့လောင်နေဆိုပြီးရှော့ကြိုက်ကုန်လိမ့်မယ်ဟဲ့ဘာလို့ကြည့်နေတာလဲမတို့ခေါ်တပည့်ကိုကြည့်နေနော် ဟုတ်ကဲ့